ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာပြည်နယ်ထူထောင်ရေးစီစဉ်မှာပြည်နယ်ကြိုဆိုပါရစေကျွန်တော်နာမည်အောင်စိုးထွေးပါဘူးเนาะဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာပတ်သက်ပြီးမှကျွန်တော်ဗီဒီယိုလေးနဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ကျွန်တော်နဲ့ဒီမှာဆွေးနွေးတိုင်ပင်ရှင်နေဆိုရင်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးထားပေးထားတယ်ကျွန်တော်လာရောက်ပြီးမှဆွေးနွေးလို့ရတယ်ကျွန်တော်နဲ့စိတ်ပိုင်းဆိုင်ရာပတ်သက်ပြီးမှကျွန်တော်လုံခြုံမှုရဝင်တခုဟိုဖန်တီးပြီးမှကျွန်တော်တို့လူချင်းမဖြစ်နေတဲ့စိတ်ပိုင်းဆိုင်ရာမှာချွေးနေတဲ့အရာအလုံးကျွန်တော်တို့ဒီအကောင့်ဆုံးဖြည့်ရှင်းပေးနေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆက်သွင်းနိုင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဘာပြောမလဲဆိုတော့နော်အရင် anxiety တွေများနေယနေ့ခေတ်ကာလမှာကျွန်တော်တို့စိုးရိမ်မှုတွေပူပန်မှုတွေနဲ့လူတိုင်းဟာကြုံနေရတယ်ကြောက်ရွံ့မှုတွေနဲ့လူတိုင်းဟာကြုံနေရတယ်ဟာလာမနှက်ဖြန်ဆိုတာမတိချာတဲ့အရာကြီးတွေနဲ့ကျွန်တော်တို့ဖြတ်တန်းနေရတယ်အဲ့တော့လူတိုင်းမှာခုနပြောတဲ့ပူလောင်မှုတွေကြောက်ရွံ့မှုတွေရှက်ရွံ့မှုတွေမတိချာမြင်ရမှုတွေနဲ့ကြုံဆုံနေရတဲ့လူတိုင်းအတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကိုကျွန်တော်လည်းပါမယ်ဒီအရာလေးကိုပြောမယ်ဆိုလို့ရှင်ပေါ့နော်အဲ့တော့ခေါင်းစဉ်ကတော့ငါဘာကိုတွေးပူကြောက်ရွံ့နေတယ်လေပေါ့နော်အဲ့တော့စဉ်းစားကြည့်ရမယ်ကျွန်တော်တို့အခုချိန်မှာလူချင်းမင်းတို့ကိုယ်တိုင်ပြင်ပန်းနေတယ်ဝမ်းနည်းနေတယ်သို့မဟုတ်စိတ်တက်ကြနေဖိစီးနေတယ်သို့မဟုတ်အလိုချင်တဲ့အရာတွေမရနိုင်ဘူးဒါမှမဟုတ်ကျွန်တော်တို့ပျက်စီးဆုံးရှုံးမှုတွေများနေတယ်အဖေသေးတယ်မိသေးတယ်အိုးရင်ပျက်စီးတယ်အမျိုးမျိုးသောတဘာဝေဒဏ်တွေခံနေရတယ်ဘလိုမျိုးပဲအခြေအနေပဲဖြစ်ဖြစ်အဲ့တော့လူတိုင်းဟာစိတ်ပင်ပန်းနေစိတ်ထဲမှာကြောက်ရွံ့နေတယ်ဒီလိုအရာနဲ့ဖြတ်တန်းနေကြရတယ်အဲ့တော့ကျွန်တော်တို့တွေကပြင်ပကအရာနော်ကျွန်တော်တို့မထိခိုက်အောင်ကျွန်တော်တို့ကာကွယ်ရတယ်လို့ပဲကျွန်တော်တို့အတွင်းထဲမှာကျွန်တော်တို့ရဲ့စိတ်ကိုကျွန်တော်တို့ကာကွယ်ဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့အတွင်းထဲကလာတဲ့စိတ်ခံစားချက်ကျွန်တော်တို့ကိုယ်တော့ကျွန်တော်တို့ကိုသိနေတဲ့စိတ်ခံစားချက်ကိုကာကွယ်ဖို့ဆိုတာဘယ်သူမှကာကွယ်မပေးနိုင်ဘူးကျွန်တော်တို့ကိုကျွန်တော်တို့ကာကွယ်ဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ကိုကျွန်တော်တို့ကာကွယ်နိုင်မှတပါးသူပုံမှာဘယ်လိုကာကွယ်ပေးမလဲဆိုတော့ကျွန်တော်တို့သိမှာအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်လေ့ကျင့်ခန်းလေးတူလုပ်ကြည့်အောင်ကိုယ့်ကိုတေချာလေးမတူမဝတ်တန်းကျွန်တော်တို့မေးမယ်ငါဘာကိုတွေးပူနေတယ်လဲကြောက်ရွံ့နေတယ်လဲစဉ်းစားကြည့်အောင်ကိုဘာတွေကြောက်နေတယ်လဲကိုဘာတွေတွေးပူနေတယ်လဲဘာတွေကိုစိုးရိမ်နေတယ်လဲဟုတ်လားအဲ့တော့ကျွန်တော်တို့ဥပမာလေးတွေနဲ့ကျွန်တော်ပြီးသွားမယ်ကျွန်တော်တို့ပြင်ပမှာဖြစ်နေတဲ့နော်ညကိုမြင်မယ်နေ့ကိုလည်းမြင်မယ်ပေါ့နော်နေ့နဲ့ညနဲ့အမြဲပြောင်းလဲနေတာပေါ့နော်အဲ့တော့လူတစ်ယောက်ဟာနေ့ခင်းကိုရောက်မှကြောက်လို့ကျွန်တော်တို့ကညကိုပဲဖြတ်တန်းခြင်းတဲ့လူတစ်ယောက်ပေါ့နော်အဲ့တော့နေ့ကိုမလိုချင်တဲ့သူတစ်ယောက်ဖြစ်တယ်နေ့ဘက်ကိုအဲ့တော့ညကိုပဲဖြတ်တန်းခြင်းတဲ့လူတစ်ယောက်ဖြစ်တယ်အဲ့တော့နေ့ခင်းဘက်ရောက်လာရင်တဖြည်းဖြည်းနဲ့သူကကြောက်လာမှာပဲနေ့ခင်းဘက်ရောက်တော့မယ်ဆိုရင်တဖြည်းဖြည်းနဲ့တွေးပူရမှာပဲအဲ့ဒီကြောက်တဲ့စိတ်စိုးရိမ်တဲ့စိတ်ကလည်းတွေးပူစိတ်ပီစီမှုတန်ကိုခံရမှာပဲဘာကြောင့်လဲနေ့ခင်းဖြစ်လာတာကကြောက်เสียလားဟုတ်လားဒါမှမဟုတ်ခုနပြောတဲ့ကျွန်တော်တို့မလိုချင်ဘူးလို့ဖြစ်နေတဲ့အရာလားကျွန်တော်တို့ရင်မဆိုင်ရဲတဲ့အရာလားဘယ်အရာကျွန်တော်တို့လည်းကြောက်เสียကောင်းနေတယ်လေအဲ့တော့ကျွန်တော်တို့ကြောက်เสียကောင်းတဲ့အရာဟာဖြစ်နေတဲ့အဖြစ်အပျက်တွေဟာတည်ခဏလေးပဲဒါပေမဲ့ကျွန်တော်တို့အတွေးထဲမှာကိုပုံဖော်ထားတဲ့ကြောက်စိတ်တွေမလိုချင်ဘူးမရချင်ဘူးမဖြစ်ချင်ဘူးဆိုတဲ့အရာဟာအဲ့ဒီအရာကျွန်တော်တို့လည်းကြောက်เสียအဲ့တော့ကျွန်တော်ရှင်းပါလိမ့်မယ်ဗီဒီယိုတွေပြောခဲ့ပြီအဲ့တော့စဉ်းစားပါကျွန်တော်တို့ဒီနေ့မှာနော်ဒုက္ခရောက်တယ်ဒါပေမဲ့လည်းမနှက်ပြန်ကြရင်ဒီဒုက္ခရောက်တဲ့ဟာတွေကတတ်တာမသွားနိုင်ဘူးလားအဲ့တော့နောက်နှစ်ဆိုရင်လို့ရှိရင်မတတ်တာသွားနိုင်ဘူးလားအမြဲတမ်းဒုက္ခရောက်နေမှာလားမဟုတ်ဘူးနော်အမြဲတမ်းဒုက္ခရောက်ပြီးရင်ဒုက္ခပြီးရင်ဒုက္ခအမြဲတမ်းအလှည့်အပြောင်းနဲ့နေတာအဲ့တော့ကျွန်တော်တို့စဉ်းစားလိုက်မယ်ကျွန်တော်ငငယ်တုန်းကဖြတ်တန်းခဲ့တဲ့အခက်အခဲတခုစဉ်းစားကြည့်အောင်ကျွန်တော်ငငယ်တုန်းကခက်ခဲတယ်အဲ့ဒီအချိန်นี่အဲ့ဒီခါတုန်းကကျွန်တော်တို့စိတ်ခံပြန်ပြီးမှခံစားကြည့်အောင်အဲ့ဒီအချိန်တော့အရန်ကိုခက်ခဲတာပဲအရန်ကိုပင်ပန်းတာပဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဖြတ်တန်းခဲ့ရတဲ့စိတ်ခံစားချက်ကအရန်ကိုပူလောင်တာပဲဒါပေမဲ့ဒီနေ့အချိန်မှာကျွန်တော်အဲ့ဒီရဲ့စိတ်ခံစားချက်ကိုပြန်ဖော်ကြည့်မယ်ကျွန်တော်တို့အတွက်ခုနပြောတဲ့အရန်ပင်ပန်းတာပဲအရန်စိတ်ရှုပ်တာပဲအရန်ဖိစီးတာပဲဆိုတဲ့ဟာကြီးကဒီနေ့မှာရောရှိသေးလားမရှိတော့ဘူးဘာပဲရှိလဲကျွန်တော်တို့ရဲ့စကားကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကျွန်တော်တို့ရဲ့အတွေ့အကြုံတစ်ခုအနေနဲ့ကြံခဲ့တာဘာကြောင့်လဲအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အချိန်ဟာတပြေးပြေးနဲ့ကျွန်တော်တို့ကိုပြောင်းလဲသွားတာပဲအဲ့တော့အတိတ်မှာဖြစ်ခဲ့တဲ့ကျွန်တော်တို့အရန်နေပူလောင်ခဲ့ပါတယ်ဆိုတဲ့ဟာကြီးကဒီနေ့အထိပါလာလားမပါလာဘူးဘာဖြစ်လို့လဲ
အားလုံးဟာအပြောင်းလဲနဲ့ဖြစ်ပြီးရင်ပြက်ပြီးရင်ပြောင်းလဲသွားကြတာကြည့်ကြပဲအဲ့တော့လူချင်းချင်းတွေးပူတယ်တွေးကြောက်တယ်စိုးရိမ်နေတယ်ဆိုတာကလည်းဒီနေ့လေးပဲမနှက်ဖြန်တစ်ပတ်ခါနောင်နှစ်ဆိုတဲ့အရာဟာပါလာချင်းမှပါလာမှာအဲ့တော့ဒီလူချင်းချင်းကိုယ်တိုင်တွေးပူနေတယ်ကြောက်ရွံ့နေတယ်စိုးရိမ်နေတယ်ဆိုလို့ရှိရင်ကိုတယောက်တည်းမဟုတ်လူသားတိုင်းပဲကျွန်တော်ကိုယ်တိုင်ပဲဒါပေမဲ့ဘာတွေကွာသွားသလဲကိုတွေးပူနေတဲ့အရာကြောက်နေရစိုးရိမ်နေတဲ့အရာအလုံးကိုဖြည့်ရှင်းတဲ့လူနဲ့မဖြည့်ရှင်းတဲ့လူကွာသွားတယ်အဲ့တော့ဘယ်လိုတွေဖြည့်ရှင်းကြမလဲကျွန်တော်တို့တွေနော်မလုံနိုင်တဲ့အရာတွေမကင်နိုင်တဲ့အရာတွေကျွန်တော်တို့မစွမ်းဆောင်နိုင်တဲ့အရာတွေဒီလောကကြီးမှာအများကြီးပဲအဲ့တော့ကျွန်တော်တို့အဲ့ဒီမစွမ်းဆောင်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းမလဲအဲ့တော့မစွမ်းဆောင်နိုင်တဲ့အရာတွေကိုဖြည့်ရှင်းဖို့ကြိုးစားရင်ပြင်ပန်းနေတာထက်ကျွန်တော်တို့ကိုယ်တိုင်နော်စိတ်တိုင်းကြမဖြစ်စီတဲ့အရာတွေကိုဖြစ်ဖို့ကြိုးစားနေတာထက်အဲ့ဒီဖြစ်နေတဲ့အရာတွေပေါ်မှာကျွန်တော်တို့လက်ခံမယ်ကျွန်တော်တို့နော်ဘယ်လိုဖြတ်တန်းမယ်ဆိုတဲ့အရာလေးတွေးလိုက်ရင်ကျွန်တော်မတတ်တာတော့ဘူးလားအဲ့တော့တိပါဖြစ်ပျက်တွေကကြောက်เสียမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအဖြစ်ပျက်ပုံမှာခံစားနေတဲ့စိတ်ကကြောက်เสียအဲ့တော့ဒီနေ့ပြီးရင်နောင်နေ့ဆိုတာရောက်လာတယ်လို့ပဲနေ့ပြီးညဆိုတာရောက်လာတယ်အဲ့တော့ခုနပြောတဲ့စကားအတိုင်းပဲညကိုမလို့ခြင်းတဲ့လူတယောက်ဟာနေ့ပြီးညရောက်ဖို့အတွက်စိုးရိမ်နေပါပဲဟုတ်သလားအဲ့တော့စဉ်းစားကြည့်နေ့ပြီးညရောက်ဖို့ကြောက်တယ်ဆိုတဲ့လူကလည်းဒီညကြီးကိုမဖြတ်တန်းရအောင်လားဆိုမဟုတ်ဘူးကျွန်တော်တို့ဖြတ်တန်းရတယ်ဘာလို့လဲအချိန်သူ့ဟာနဲ့သူလေပြတ်နေတာသူ့ဟာနဲ့သူပြောင်းလဲနေတာသူ့ဟာနဲ့သူဖြစ်နေတာအဲ့တော့သူ့ဟာနဲ့သူဖြစ်နေတဲ့အဖြစ်ပြက်တွေကြားထဲမှာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကိုကျွန်တော်ရဲ့စိတ်ခံစားချက်ကိုကျွန်တော်တို့ကင်တွင်မကင်တွင်နိုင်ဘဲနဲ့ဗျံပရာတွေလွတ်ထားမယ်ဆိုလို့ရှိရင်နေ့စဉ်နဲ့မြနော်အသက်ရှင်နေရတန်ဖိုးမဲ့တယ်အသက်ရှင်နေရနေတဲ့အရာဟာအတိတ်ပဲမဲ့တယ်အသက်ရှင်နေတဲ့အရာဟာနော်မူးချက်မှုတွေနဲ့စိတ်ပင်ပန်းမှုနဲ့ဖြစ်တတ်နေရတယ်အဲ့တော့စဉ်းစားကြည့်ငါဘာကိုကြောက်နေတာလဲငါဘာကိုတွေးပူနေတာလဲငါဘာကိုစိုးရိမ်နေတာလဲအဲ့တော့ငါစိုးရိမ်နေတဲ့အရာတွေအားလုံးဟာသူ့ဟာနဲ့သူပြီးဆုံးသွားမှာသူ့ဟာနဲ့သူနေသားကျသွားမှာဒါပေမဲ့အခုငါဘာကိုလုပ်လို့ရလဲငါဘာကိုကင်တွယ်လို့ရလဲငါဘာကိုဖြည့်ရှင်းလို့ရလဲငါစိတ်ကိုငါဘယ်လိုထားလို့ရလဲဒါကိုကျွန်တော်တို့ပြန်စဉ်းစားဖို့လိုအပ်တာဟုတ်လားအဲ့တော့လူချင်းချင်းဖြစ်နေတဲ့အခက်အခဲဟာနောင်တစ်ချိန်ကျရင်ဒီဟာစကားသက်သက်ပဲဖြစ်သွားမှာဟုတ်လားဒီနေ့အခက်ခဲနေတယ်ဒီနေ့ပင်ပန်းနေတယ်ဒီနေ့တွေးပူနေတယ်ဝမ်းနေနေတယ်စိတ်တက်ကြနေအရာအားလုံးဟာလေဒီနေ့အတွက်ပဲအကြီးကျယ်သလိုဖြစ်နေတာနောင်နှစ်နောင်လနောင်နေ့တွေကိုကြရင်ဒီရဲ့ခုလူချင်းချင်းဖြစ်နေတဲ့စိတ်ခံစားချက်အားလုံးဟာစကားလေးသက်သက်ပဲဖြစ်သွားမှာနော်အဲ့တော့အဲ့ဒီစကားလေးသက်သက်ပဲဖြစ်သွားတဲ့အခါနော်ခုနပြောတဲ့ဖြစ်ပျက်နေတဲ့ဂျားထဲမှာကျွန်တော်တို့တွေကဒီနှစ်ခုဂျားထဲမှာဘယ်လိုနေမလဲဘယ်လိုနေထိုင်မလဲဘယ်လိုဖြတ်တန်းမလဲဘယ်လိုသွားလာမလဲဆိုတာကျွန်တော်တို့အဓိကကြားတယ်တိပါကျွန်တော်တို့ရဲ့ကြောက်စိတ်တွေတွေးပူတဲ့စိတ်တွေအရာအားလုံးဟာပြင်ပမှာရင်ဆိုင်ပြီးဖြည့်ရှင်းလိုက်ပြီဆိုရင်ဒါဟာခဏလေးပဲဟုတ်လားဒါပေမဲ့ကျွန်တော်တို့ပြင်ပမှာဘယ်လိုရင်ဆိုင်မလဲဖြည့်ရှင်းမလဲဆိုတဲ့အရာခဏလေးထားအောင်ဒါပေမဲ့ကျွန်တော်တို့အတွေးထဲမှာဖြစ်နေတဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေပူပန်မှုတွေအရာအားလုံးကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းမလဲဆိုတာသိပြီးမှအဓိကကြားတယ်ကျွန်တော်တို့အတွင်းထဲကစိတ်ခံစားချက်ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေပူပန်မှုတွေအရာအားလုံးကိုဖြည့်ရှင်းနိုင်မှာအပြင်ပအရာဟာကျွန်တော်တို့မမှုလောက်တဲ့အရာတစ်ခုဖြစ်သွားတာအဲ့တော့ကျွန်တော်တို့မှာဘာနဲ့ဘယ်လိုတွေရင်ဆိုင်မလဲဘယ်လိုဖြည့်ရှင်းမလဲကိုယ့်ရဲ့တွေးပူမှုတွေကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေကြိုတင်တွက်ဆခြင်းနော်ကြိုတင်ခက်မှန်းခြင်းတွေနဲ့ကျွန်တော်တို့စဉ်းစားဖို့ကျွန်တော်တို့ဖြည့်ရှင်းလို့ရတယ်နောက်တစ်ခုကဖြစ်နေတဲ့အဖြစ်ပြက်မှန်တဲ့အရာအားလုံးကိုလက်ခံခြင်းဖြစ်ပြနေတဲ့အရာအားလုံးကိုကျွန်တော်တို့တွေနော် reason နဲ့အကြောင်းပြချက်တွေမတောင်းတော့တုံးတိုက်ကြားကရင်ဆိုင်မယ်စိတ်ခံစားချက်ထားတယ်ဘယ်လိုတွေပြင်ဆင်ထားမလဲဘယ်လိုတွေကျွန်တော်တို့ကြိုတွက်ထားမလဲဘယ်လိုတွေကျွန်တော်တို့ကြိုမှန်းထားမလဲအဲ့တော့ဒီရဲ့ကြောက်ရွံ့စရာစိုးရင်စရာမလိုချင်တဲ့အရာတွေဖြစ်ပျက်လာငါဘယ်လိုဖြည့်ရှင်းမလဲဘယ်လိုကြော်သွားမလဲဒါတွေကကျွန်တော်တို့အဓိကကြအဲ့တော့တချို့လူတွေကဘယ်လိုဖြည့်ရှင်းမလဲဘယ်လိုတွေအကွက်ချမလဲဘယ်လိုတွေစီစဉ်မလဲလို့ပြောလိုက်တာ ਨੇ ကြိုတင်တွက်ဆမလဲပြောလိုက်တာ ਨੇ ခုနပြောတဲ့ဓာကြီးတွေဖြစ်လာရင်တော့ငါဘယ်လိုနေသွားရမှာဓာကြီးတွေဘယ်လိုလှုပ်လိုက်တော့ငါတို့ကြောက်စရာကြီးဘယ်လိုဖြစ်လာရင်တော့ငါတို့သွားပါပြီဟဟလားကို negative ဖက်ဖြစ်စေတဲ့ကိုစိတ်တက်ကြစေတဲ့စကားတွေ ਨੇ ကိုပြန်ပြီးမှထိုးနှက်တယ်အဲ့တော့ပြင်ပကလည်းဒုက္ခတွေရောက်နေတယ်ကျွန်တော်တို့စိတ်ထဲမှာလည်းဒုက္ခရောက်နေဘယ်အရာကျွန်တော်ဖြည့်ရှင်းလို့ရပါလဲအဲ့တော့သိပါအပြင်ပမှာဘယ်လိုပဲနာကျင်ပါစေဘယ်လိုပဲခန္ဓာကိုယ်မှာဒဏ်ရာတွေရပါစေစိတ်မနာဘူးလို့လေစိတ်ဇောဆိုတာရှိတယ်ကျွန်တော်တို့အဲ့ဒီစိတ်ဇောတစ်ခုတာထားတယ်ဆိုလို့ရှိရင်ကျိုးနေတဲ့လူကချက်ချင်းထားရတာပဲ
ဟုတ်တယ်လားသိမယ်နော်ကျွန်တော်တို့တွေနော်ကျွန်တော်တို့ကင်ဆာဖြစ်နေတဲ့လူတယောက်ဟာခုနဒီကျွန်တော် meditation ထိုင်ရင်းနဲ့ကင်ဆာပျောက်သွားတယ်ဆိုတဲ့အဟာကြီးဟာသိပြီးမှ magic ဆန်လို့လေတကယ်တမ်းကဘယ်အရာကဒီကင်ဆာကိုကုနိုင်တာလဲဆိုတော့ဆေးလားမဟုတ်ဘူးနော်နတ်တရားတွေလားမဟုတ်ဘူးဗျကျွန်တော်တို့ရဲ့စိတ်ခုနပြောတဲ့ငါကင်ဆာဖြစ်နေပါပြီဆိုတဲ့စိတ်ခံစားချက်ကြီးကကောင်းသလားမကောင်းဘူးကြောက်เสียကြီးလန့်เสียကြီးအဲ့ဒီကြောက်နေတဲ့အရာအားလုံးဟာငါတို့တည်တော့မှာပဲငါတို့ဘယ်လိုဖြစ်တော့ပါငါတို့နာတော့မှာပဲအဲ့ဒီအရာတွေနဲ့စိတ်တဲ့ခံစားချက်တွေထဲမှာထည့်မိတဲ့အခါမှာခန္ဓာကိုယ်ကပို့ပြီးမှနာတာတဆနာတာတဲ့9ဆလောက်ထပ်နာတယ်ထပ်ပြီးမှမရှောင်နိုင်မလန်းနိုင်ဖြစ်တယ်နော်ကျွန်တော်ခြေထောက်မှာထိတာစူးတွေကတသေးလေးဟဲ့ငါသွားပါငါတို့လမ်းမလျှောက်နိုင်တော့ပါဘူးလို့ကိုယုံကြည်လိုက်တယ်တွေးလိုက်တယ်ဆိုရင်အဲ့ဒီလူကဘလောက်ပဲစူးတသေးလေးပဲဖြစ်ဘလောက်ပဲထိခိုက်နေတာဘူးနည်းနည်းလေးပဲဖြစ်သူလမ်းမလျှောက်နိုင်တော့ဘာလို့လဲသူကိုယ်တိုင်ဟာယုံကြည်မှုထားတယ်ငါလမ်းမလျှောက်နိုင်တော့ဘူးငါဘာမှဖြစ်တော့ဘူးဟလာငါတို့တည်တော့မှာပဲဆိုတော့ထားတယ်အဲ့တော့ဘာဖြစ်လဲခန္ဓာကိုယ်ကြီးကနော်ဘာမှမဖြစ်တည်တဲ့အောင်ဒါပေမဲ့ကျွန်တော်တို့ကစိတ်ကအရှုံးပေးလိုက်တဲ့အခါမှာစိတ်ရဲ့ဇောကြီးပျောက်တဲ့အခါမှာကျွန်တော်တို့တွေပို့ပြီးမှခန္ဓာကိုယ်မှာနာကျင်မှုတွေပို့ပြီးဖြစ်လာတယ်ယောဂပြရတယ်ပို့ပြီးဆိုလာတယ်အဲ့တော့ခုနကင်ဆာသမားအတိုင်းပဲငါဟာနော်တည်တော့မှာလို့စိတ်ခံစားချက်ကြီးဖြစ်နေတဲ့လူတစ်ယောက်ဟာခုန meditation နဲ့ထိုင်တဲ့အခါမှာကိုစိတ်အကြည်တက်ကိုရတယ်စိတ်ရဲ့ power အင်အားတွေရတယ်အင်အားတွေရတဲ့အခါမှာဒီရဲ့ခုနပြောတဲ့စိတ်ရဲ့ power အင်အားစိတ်အကြည်တက်ကခုနသူ့ရဲ့ယောဂကိုပို့ပေးလိုက်တာပဲအဲ့တော့ကျွန်တော်တို့စိတ်ဆောင်ရင်အရာဖြစ်နိုင်တယ်ဟုတ်တယ်လားနော်စိတ်မဆောင်တဲ့လူကကျွန်တော်တို့ခန္ဓာကိုယ်ဘလောက်ပဲကျန်းမာနေပါစေဘယ်တော့မှနော်ကောင်းလာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့သိပါဘာလို့ဒီဟာတွေပြောနေတာလဲဆိုတော့ကျွန်တော်တို့အခုချိန်မှာကြောက်ရွံ့နေတယ်ဆိုတဲ့ဟာကလူနိုင်နာနေမယ်လူခန္ဓာကိုယ်မှာထိမယ်ကျွန်တော်တို့ပစ္စည်းတွေဥစ္စာတွေဆုံးရှုံးနေရမယ်အရာအလုံးပျက်စီးဆုံးရှုံးမှုနဲ့ကြုံနေရပါစေဒါပေမဲ့ကျွန်တော်တို့စိတ်မှာပျက်စီးမှုတွေမကြုံစီနဲ့ကျွန်တော်တို့စိတ်ထဲမှာနာကျင်မှုတွေနဲ့မကြုံစီနဲ့စိတ်ထဲမှာအရာအပြင်မှာအလုံးရှုံးနေပါစေကျွန်တော်တို့စိတ်ထဲမှာကျွန်တော်အရှုံးမပေးဖို့အတိတ်ကိုအရေးကြီးတယ်အဲ့တော့ငါဘာတွေကိုတွေးပူနေတယ်လဲကြောက်ရွံ့နေတယ်လဲငါဘာတွေစိုးရိမ်နေတယ်လဲငါဘာတွေပူပန်နေတယ်လဲသိပါဒီစိုးရိမ်နေပူပန်နေတယ်ဆိုတာလေဒီနေ့ပဲငါပူလောင်တာနောက်နေ့ကျရင်ဒါတွေကပြီးသွားမှာနောက်နေ့ကျရင်ဒီအရာတွေစကားလေးဖြစ်သွားမှာနောက်နေ့ကျရင်ဒီအရာတွေငါမိသွားမှာဟုတ်လားအဲ့တော့ဒီအရာတွေပေါ်မှာငါဟာသွားပြီးမှမလို့ချင်မအောင်မရချင်မအောင်မဖြစ်ချင်ပါဘူးဆိုတဲ့အဟာတက်ဖြစ်နေတဲ့အရာတွေကိုအကောင်းဆုံးငါဘယ်လိုလုပ်မလဲဘယ်လိုဖြေရှင်းမလဲဘယ်လိုဖြတ်သန်းမလဲဆိုတာသိပြီးမှတဘာဝကြတယ်ကိုယ့်ရဲ့စိတ်ကိုပြန်ပြီးမှဥစားနိုင်တယ်အဲ့တော့ကိုယ့်ရဲ့ကြောက်ရွံ့မှုတွေစိုးရိမ်မှုကြောက်လန့်မှုပူပန်မှုတွေမှန်သမျှရအောင်ကုစားခြင်းနဲ့ဆိုရင်ဖြစ်နေတဲ့အရာအလုံးကိုလက်ခံဖြစ်နေတဲ့အရာနောက်ဖြစ်လာမယ့်အရာတွေကျွန်တော်တို့ကြိုတင်တွက်စာကျွန်တော်ဘယ်လိုတွေလုပ်မယ်ဘယ်လိုတွေခြင်မယ်နော်အဲ့တော့နောက်ထပ်ဖြစ်လာမယ့်အရာအလုံးကိုလည်းကိုယ့်ရဲ့စိတ်အင်အားနဲ့ပြန်ပြီးမှနှိုးဆွဖို့အရေးကြီးတယ်အဲ့တော့သိပါဖြစ်နေတဲ့ကြောင်းရွံ့မှုတွေစိုးရိမ်မှုတွေဟာအပြင်ဘက်ကလာတဲ့ကြောက်စရာတွေကကြောက်စရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အတွင်းထဲကလာတဲ့ကြောက်နေပါတယ်ဆိုတဲ့ emotion နဲ့စိတ်ခံစားချက်ကျွန်တော်တို့ဘဝကိုရိုက်ချုပ်ဖြစ်တာပဲအဲ့တော့အဲ့ဒီရဲ့ emotion တွေကိုခံစားချက်တွေကိုကျွန်တော်တို့ပြောင်းလိုက်ဖို့အရေးကြီးပါတယ်အဲ့တော့အဲ့လိုအခြေအနေတွေကိုပြောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်အကောင်းဆုံးဆွေးနွေးအကြံပေးလေးရှိတယ်နီလန်းအနေနဲ့ဆွေးနွေးအကြံပေးလေးရှိတယ်ကျွန်တော်ရှေ့မှာတွေလည်းကျွန်တော် transformation လုပ်ခဲ့တယ်ပြောင်းလဲတွေ့လူတွေလည်းအများစွာရှိတယ်အဲ့တော့ကျွန်တော်တို့လာပြီးမှဆွေးနွေးတိုင်ပင်လို့ရတယ်ပြောပြလို့ရတယ်အကောင်းဆုံးကျွန်တော်လုံခြုံမှုရန်ဝင်တစ်ခုနဲ့ဖန်တီးပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အခုလိုကျွန်တော်ဗီဒီယိုလေးကိုစောင့်နားထောင်ပြီး